အမရေဘိုက်ချက်ပေါင်းပြီးအတွက်ပေါ့နော်အမခါအသိမ်ဆုံးနေရလေးဟောပေါ့နော်ချက်နေရလောက်ပေါ့နော်အဲ့ဟာလေးခါကကွက်တီပေါ့နော်ခါကွက်တီပြီးတော့လက်လေးလုံးလောက်အကွာပေါ့နော်အဲ့နေရအမဘိုက်နေရတစ်ခုပြီးတော့အမရဲ့ဒီစကက်ချုပ်တဲ့နေထားလေးတင်ပတ်လေပေါ့နော်တင်နေရတစ်ခုအကုန်လုံးအမကွက်တီလေးပဲတိုင်းပြီးနော်အဲ့ပြီးနောက်ဆုံးတစ်ခုကကျတော့ဟိုပါပေါ့နော်ပေါင်တစ်လုံးပေါ့နော်အမဘယ်နဲ့ညာမှာများတော့ဖြစ်တော့ညာဘက်ပေါင်ကပိုကြီးလေးရှိတယ်ပိုကြီးရဲ့ဘက်ကိုတစ်ချက်တိုင်းပြီးပေါ့နော်ပေါင်အရင်ပေါ့နော်ဒီကွာအဲ့နာကနေပေါင်အရင်အဲ့လိုပေါင်ရင်းပတ်လေလေးကိုလည်းပဲကွက်တီလေးတစ်ချက်လောက်တိုင်းပြီးနော်အမအတိုင်းကတော့အမအဲ့ဟာလောက်ပါပဲအပြင်နောက်တစ်ခုကကျတော့ဒီခါးနေရနေအဲ့ပေါင်ရင်းတိုင်းနေနာပေါ့နော်အဲ့အရှိလေးအဲ့အရှိတိုင်းလေးကရလဲရတယ်တကယ်လို့တိုင်းလို့အဆင်မပြေလဲရရနော်အဓိကတော့ခါးပိုက်တင်ပြီးတော့ပေါင်တစ်လုံးပေါ့နော်ပေါင်တစ်လုံးပတ်လဲဆိုလို့ရှိရင်ရရပေါ့အမ